ဒီကဘာအခြားကပိုင်းနဲ့လုံးဝမတူပဲထူးခြားဆန်းကျယ်ပြီးအနေရည်နဲ့ပြည့်နေနေပါတယ်။ကဲပြောလိုက်ပင်လေပြင်းထဲမှာကျိုးနေရာနဲ့ချီရှိနေပြီ။အဲ့ဒီပင်လေပြင်းတစ်ခွင်လုံးမှာကိုပိုင်စီးမင်းနေတဲ့အတိုင်းနေထိုင်ခဲ့ပြီးလက်မှုနဲ့စွန်စားကန်းတွေကိုလိုချင်နေကြတဲ့လူတွေလည်းရှိကြပါတယ်။ငယ်တဲ့22နှစ်လော်ဒေါင်းမြို့မှာဖားရိုက်ကင်ကိုရော့ကြောင်ကွန်မြက်စင်တင်နေကြပြီးဒါသူ့ရဲ့ခြေရာကိုလိုင်းနင်းချင်နေကြတဲ့အယူတိုင်းကိုသတိပေးတာလို့ရေတက်ကကြီးညာနေခဲ့ပါတယ်။အားလုံးကလည်းဖားရိုက်ကင်ရတနာတွေကိုဘာမှဝတ်ထားလဲလို့မေးကြတဲ့အခါတော့ကြလဲသူ့ရဲ့ရနာကြီးဘာမှဖွက်ထားလဲဆိုတာတီးကျင်ပြောပြပေးမယ်လို့ဆိုရတယ်။ဒါမှုကြော်ကြားမှုအာနာဒီကဘာပေါ်မှာရနိုင်သမျှအရာအလုံးနဲ့လွတ်လွတ်လပ်ငါနေပြီးငါရဲ့ရတနာတွေကိုလိုချင်ပင်လေတွေတဲကိုသွားကြအဲ့ဒီမှာထားခဲ့တယ်လို့ရောဂျာကပြောလိုက်ပြီးနောက်မှာကိုမဲ့ခံလိုက်ရပါတယ်။ရောဂျာရဲ့နောက်ဆုံးစကားကဘာကြီးကိုပြောင်းလဲသွားစေခဲ့ပြီးကြီးကျယ်လာတဲ့ပင်လေသမျှခေတ်ကြီးစတင်လာခဲ့ပါတယ်။လေပြင်တဝမ်းမှာလည်းဖားရီကင်ရဲ့ရတနာဖြစ်တဲ့ဝမ်ပီကိုရှာဖို့အလူရဲ့ကြိုးစားနေကြပါပဲ။လက်ရှိ East Blue မှာလူဗီဆိုရဲကောင်တွေက1 peak ကိုရှာပြီးဖားရိုက်ကင်ဖြစ်ဖို့အတွက်ပင်လယ်တဲကိုထွက်ကဖွဲ့ဝင်ကလူ10ယောက်နဲ့ငါးတကောင်လို့ပြောနေခဲ့ပါရဲ့။ဒါပို့ငှက်ကလေးကိုလည်းသူ့ဖွဲ့တဲ့ဝင်မလားလို့မေးခဲ့ပေမဲ့ငှက်ကလေးကထွက်သွားခဲ့ပါပင်လယ်ထဲထွက်လာတဲ့လေကပထမဆုံးနေ့မှနေပျက်စီးသွားခဲ့ပြီမလို့ဒီလက်စီပိုင်းနဲ့ဝင်နေလိုက်ရပါတော့တယ်။အဲ့ကအဗီတာပါရိတ်တွေနဲ့တိုက်ပွဲဖြစ်လာတဲ့နေရာကိုရောက်ရှိလာခဲ့ပါတယ်။တိုက်ပွဲပြီးတော့အနိုင်ရရှိတဲ့တမောစီကပစ္စည်းတွေတည်ရင်လူဖီပါလာတဲ့စီပိုင်းလေးပါလာခဲ့ပါတယ်။ဗီတာကဖမ်းထားတဲ့သူကိုရိုနိုဝါဆိုသူရဲ့အကြောင်းကိုမေးမြန်းနေတော့ထိုသူလည်းစစ်ကြုံမှာဆင်းသွားတယ်ဆိုပေမဲ့အဲ့ဒီနောက်ပိုင်းမတွေ့ရတော့တဲ့အကြောင်းပြောပြလိုက်ပါတယ်။ဗီတာလည်းဆိုရိုကသူ့နောက်လိုက်နေမှသိကြတယ်လို့ပြောတဲ့အခါတို့ရှိမှာပါရီတွေစုကြီးစည်းတွေရှိပေမဲ့မင်းနာမည်တော့ပါမလာလို့ထိုလူကပြောလိုက်ပါရဲ့။ဒါကိုဗီတာကလည်းဒေါသထွက်ပြီးတက်ပစ်လိုက်ကပိုဘီဆိုတဲ့ကောင်လေးကိုလာရှင်းဖို့လန့်ခေါ်လိုက်ပါရဲ့။ဒီပင်လေပြင်းထဲမှာစွမ်းအားအာဏာကြီးတုံပင်လေဓမြဘာတူလဲလို့ဗီတာကမေးတဲ့အခါအားလုံးကလည်းကပတိန်ဗီတာဖြစ်ကြောင်းအော်ပြောကြပါတယ်။တို့နဲ့ညရောက်တော့ကိုဘီကဗီတာရဲ့လက်နက်ကိုတန်ရှင်းပေးနေတော့တခုကြာလို့လိုက်ရှာကြည့်တဲ့အခါစီပိုင်းတွေကနေလူဖီကထွက်လာလို့အော်ဟစ်နေပါရဲ။ဗီလည်းစိတ်အေးထားဖို့ကိုဘီကိုပြောလိုက်ပြီးတော့အရင်ဆုံးစားစရာလေးပါလေးများမရှိဘူးလားလို့ပြန်မေးလိုက်ပါရဲ့။ ပရိန်ဗီတာသူစားလို့မပြီးတဲ့ငါတို့ကိုစားခိုင်းမှာမဟုတ်လို့ကိုဘီကပြန်ပြောလိုက်ပါရဲ့လူဖီကသူလည်းဖားရိတ်ပဲလို့ပြန်ပြောလိုက်တော့ကိုဘီလည်းပင်လေသမားနဲ့မတူဘူးလို့ပြန်ဆိုပါရဲ့ဖားရိတ်ကဘလို့ပုံစံရှိလို့လဲလို့လူဖီကပြန်မေးလိုက်ပါရဲ့လူရုံးမှာတကူကျဘူးလူသက်သမားတွေကိုဘီကပြန်ပြောလိုက်တဲ့အခါလေသူတီးတဲ့ဖားရိတ်ကအဲ့လိုမဟုတ်ဘူးလို့ဆိုပါရဲ့လွန်ခဲ့တဲ့10နှစ်လွန်မင်းဗဲလင်မှာဗီဒီယိုရှက်လို့ပြန်လာမှတီးလို့သွားကြိုလိုက်ပါရဲ့အားလုံးကလူဖီကိုကလေးလိုဆက်ဆံကြတာလူဖီကလုံးဝမကြိုက်ဘူးသူကပင်လေသမားတယောက်ဖြစ်ဖို့အစင်သစ်ဖြစ်နေပြီလို့ဆိုပါရဲ့ပင်လေဆိုတာကလေးတွေကစားစရာနေရာလည်းမဟုတ်ပဲချန်စ်ကသူ့ရဲ့မျက်နှာပေါ်အမာယုတ်ကတက်တယ်ပဲလို့ဆိုပါတယ်ဒီကတော့သူအဲ့ဒါကိုတက်တယ်ပြမယ်ဆိုပြီးတက်သွားပါတော့တယ်မကြဘူးဆိုတာတက်တယ်ပြဖို့အတွက်ချိုးမျက်နှာကိုဓာတ်နဲ့ချန်စ်ကိုထိုးပြခဲ့ပါတယ်ဘုံဘိုကိုဖျက်တိုက်နေတဲ့လေငံကြီးပင်လေသစ္စာရှိတဲ့အဖွဲသားတွေဘာတွေရှိမလဲဆိုတာမသိရတာတွေကလွတ်လပ်မှုလို့လူဖီကပြောတော့ကိုဘီလေဗီတာရဲ့အဖွဲသား